အိုဝီရဲ့ပိုင်းတစ်လျက်စမှာတော့နနာမီတယောက်ကိုတဲ့စုလုံးမင်စားလေးနဲ့နှင်းလုံးပစ်တန်လဲကစားနေခဲ့ပါတယ်။ရုပ်တရက်ဆိုလိုပဲမိကာခဲဖျားเจ้าကလည်းမူမန်တော့လို့ဖြစ်သွားခဲ့ရလို့မြို့သမီးတယောက်ကလည်းသူ့မို့အဲ့ရင်တုန်းကတခြားမင်းကလေးနဲ့လက်တွဲပေါ်ပြနေထိုင်ရမယ်ဆိုတဲ့ကတိအကြောင်းလည်းပြောနေခဲ့ပါတယ်။ဖျားเจ้าအောင်ထောက်ပံ့နေခဲ့သူ့မို့အဲ့ရဲ့စွမ်းတွေကမိမ့်သွားခဲ့ရကြောင်းကျောင်းဆောင်ဟာလည်းပြုတ်လဲလာခဲ့ရပါတယ်။သူ့မို့အဲ့လက်ထက်ရမယ့်မိန်းကလေးကတော့တခြားသူမဟုတ်ဘဲနဲ့ယူကီဂျီဆိုတဲ့မိန်းကလေးလည်းဖြစ်ပါတယ်။ကျောင်းဆောင်ရဲ့အပြက်စီးရဲ့ကြောင့်သူ့မို့အဲ့ရဲ့မျက်နှာမှာကျင်းစာလိုမှတ်သားတွေပေါ်လာခဲ့ရလို့နနာမီကိုလည်းယူကီဂျီဆိုပြီးတော့လည်းမြင်အောင်နေခဲ့ရပါတယ်။နနာမီကနဖျားစင်းလုံးလေးနဲ့ကုစားပေးဖို့ပြင်ဆင်ခဲ့ပေမဲ့အဒီလောက်နဲ့အလုံးမဖြစ်ဘူးလို့ဆိုကသူ့မို့အဲ့ရလည်းကိုင်းမောက်ပြလိုက်ပါတယ်။တိတ်တော့အကြောင်းအရာတချို့ကသူ့မို့အဲ့ရဲ့ခေါင်းထဲကိုဝင်ရောက်စီးရင်းနေကြတာဖြစ်ပြီးတော့မိခါခဲရတဲ့ချိန်မရောက်လာခဲ့ရင်းနဲ့သူ့ရဲ့မှန်လေးတဲ့ကိုသူ့မို့အဲ့ကိုလည်းခိတခဏလည်းထည့်ရလိုက်ပါတယ်။ဖျားเจ้าဆောင်ကိုလည်းမိခါခဲရသူ့ရဲ့နဖျားဆွမ်းနဲ့ပြန်ပစ်စစ်ပေးလိုက်လို့သူ့မို့အဲ့တယောက်တရားရနေကြမှာကိုတော့နနာမီကလည်းစိုးရိမ်နေပါတယ်။သူ့မို့အဲ့လှုံသားကိုခဲအောင်လှုပ်သားခဲရပြပြီးတော့ပန်ထဲမှာလည်းအိတ်ဆက်စီခဲ့ရလည်းဖြစ်ပါတယ်။သူမိုအဲကြေစာမှတ်သားတွေကရင်တော့လှုပ်ခဲ့တဲ့ပေးယူကြောင်ဆိုတာရဲ့နဲ့အချိန်ကလည်း9ရက်ပဲရှိတော့ကြောင်မိကာခင်းကလည်းနနာမီကိုရှင်းပြလိုက်ပါ။လွန်ခဲ့တဲ့နှစ်900အချိန်မှာတော့နဖျားတစ်ပါးနဲ့စာတူရှုပ်ဆိုခဲ့ကတကောလုံးကြေစာမိလာခဲ့သူမိုအဲကိုမိကာခင်းကလည်းစောက်ချောင်းခင်းရပါ။ရာအလုံးနဲ့ပို့ပြီးတော့သူမိုအဲကယူကီဂျီကိုရှင်းနေခဲ့တဲ့အချိန်ဖြစ်ခဲ့ပြီးတော့တနာစရာသူမိုအဲတယောက်ရဲ့တန်ရာတွေကိုမိကာခင်းကလည်းအစွမ်းကုန်မေးဖြောင်းနိုင်အောင်လဲမညံ့တွေကိုလည်းမေးဖြောင်းလဲလုပ်ပြခဲ့ရပါ။နနာမီရတယ်သူမိုအဲကိုချစ်လို့သူမိုအဲရတယ်နနာမီကိုအရန်ရှင်းနေလို့ဒါယူကီဂျီနဲ့မတ်တီယာလီကိုပြန်လဲပြီးတော့မှတ်မိလာခဲ့ရလည်းဖြစ်ပါ၏တနည်းပြောရမယ်ဆိုရင်တော့လူသားမင်းကလေးဖြစ်တဲ့နနာမီကိုချစ်နေမိတဲ့သူမိုအဲကြောင့်မိကာခဲရဲ့မှညံစွမ်းနေရလဲပျောက်ကွယ်လာရတာလည်းဖြစ်ပါ၏မိကာခဲတော့မှအခုသူမိုအဲအနေထားမကင်တွယ်နိုင်ခဲ့လို့မနေ့ကစောင်းကာလာမှာသူမိုအဲပေးထားခဲ့တဲ့73လေးကိုလည်းနနာမီကကန်ကြည့်နေခဲ့မိပါ၏အဲ့ဒီချိန်မှာတော့ပျော်လွန်နေခဲ့သူမိုအဲပုံရိပ်တွေကိုမြင်အောင်သွားခဲ့ပြီးတော့တခုခုသဘောပေါက်သွားခဲ့နနာမီတယောက်သူမိုအဲအသိကိုရောက်အောင်သွားကစာချုပ်မရှုံးအောင်လုပ်ဖို့အတွက်လည်းဆုံးဖြတ်လိုက်ပါမီဆူကီရဲ့ရှင်ခီကယူနီအိုနဲ့နနာမီကသွားမဲ့ကြောင်ပြောပေမဲ့မိကာခဲရလည်းအသိဉာဏ်နာကဆက်ဆက်နေတာရဲ့နဲ့အသိကိုပြလိုက်မယ်ဆိုရင်သူမိုအဲနဲ့မင်းနဲ့ကမတွေ့ပြလောက်တော့ဘူးဆိုပြီးတော့ရှင်းပြပါသူမိုအဲတိတ်ရောတာနဲ့စားလို့ရှိရင်မတွေ့ဖြစ်တာပိုကောင်းမဲ့ဆိုပြီးတော့နနာမီကလည်းတဆူတိုးဝဲစစ်စင်လိုက်ပါတစ်ဖက်ကမီဆူကီကလည်းသူမိုအဲတာမရှိခဲ့ဘူးဆိုရင်နနာမီရဲ့မစုံအောင်မှာဆိုတာတောင်းရထီးတဲ့နေရာမှာဆိုတာတောင်းရနောက်ဆုံးမှလည်းခွင့်ပြုပေးလိုက်ပါလွန်ခဲ့တဲ့နှစ်900ဆိုတာအခုကိစ္စနေနဲ့မတူညီလို့အနေနဲ့တစုံတရားဖြစ်လာခဲ့မယ်ဆိုရင်ပြင်လာဖို့အတွက်လည်းမှားလိုက်ပါလွန်ခဲ့တဲ့နှစ်900မှာတော့စစ်တပ်ရဲ့ခေါင်းဆောင်တရားဟာအခုရရဲ့ခေါင်းပြတ်တက်ပြက်ခြင်းခံလိုက်ရပြီးတော့တင်းတဲ့နဲ့ဝိုင်းပြနေခဲ့တာတော့မှပန်းနဲ့ပေါင်းနေခဲ့လို့လည်းဖြစ်နေခဲ့ပါတယ်အကောင်ဆိုးအားဆိုပြီးထွက်ပြေးသွားခဲ့တဲ့စစ်သားတွေကိုတော့သူ့မအဲသူ့ရဲ့သားချက်နဲ့လည်းရှင်းပြလိုက်ပါသူမိုအဲက3ရက်လောက်ခီးတော့မှဖြစ်ပြီးတော့အခုရကတော့သူနဲ့အတူတူသူမိုအဲကိုလည်းရှိဖြစ်ရှင်နေခဲ့ပါတယ်သူမိုအဲကိုကယ်ဖို့လာခဲ့နနာမီကတကယ်တမ်းမှာတော့ရွာသားတွေကလည်းသူမိုအဲရဲ့လက်အောက်ကယူကိုင်းအမှတ်နဲ့လည်းနနာမီကိုလည်းဖမ်းဆီးပြီးတော့လည်းဆွဆွဲထားခဲ့ကြပါတယ်ရွာသားတွေရဲ့စိတ်ထဲမှာအေးချမ်းချမ်းရှိနိုင်ဖို့ဆိုရင်ယူကိုင်းတွေကိုရှင်းပြရမှာဖြစ်ပြီးတော့ဦးစားပေးနေနဲ့ဆိုရင်တော့ယူကိုင်းကောင်းဆောင်မြေခွေးသူမိုအဲကိုလည်းရှင်းပြရမှာလည်းဖြစ်ပါတယ်ဒါကြောင့်တခုတည်းတောင်းဝင်ရတဲ့နနာမီကိုမိတော့ရင်လည်းရှင်းချောက်လိုက်ရင်းနဲ့သူမိုအဲရှိရဲ့နေရာမမြတ်နေခဲ့တဲ့အချိန်မှာစောမောလာပတဲ့မိန်းကလေးယူကီဂျီကဝင်လာခဲ့ပါနနာမီကိုယူကိုင်းလာဆိုပြီးမင်းနေခဲ့ယူကီဂျီရဲ့မျိုးလုံးတွေကယူကိုင်းနဲ့ပတ်သက်ပြီးတော့မုံတရားတွေနဲ့ပြည့်နေခဲ့တာကိုလည်းဒီထားမိလိုက်ပါတော်လေးသမ ्या ပုံရတဲ့ယူကီဂျီကနနာမီကိုပြန်လှုပ်ဖို့အတွက်ဂျော်သားတီကိုလည်းဆက်ကြလက်ကြလည်းဖြည့်ရှင်းလိုက်နိုင်ပါသူမိုအဲတင်မလောက်ရှိရတဲ့မိန်းကလေးကိုငွေကြည့်နေခဲ့ပြီးနနာမီရဲ့တင်ရတွေကိုယူကီဂျီကလည်းညီမလေးတယောက်လိုလည်းကျင်နာပေးနေခဲ့ပါသူမိုအဲကတော့စောင်းကြောင်များကယူကိုင်းနေရဲ့အကြောင်းမှာအပန်းဖြစ်နေခဲ့တဲ့အချိန်မှာတော့ယူကီဂျီရဲ့အကြောင်းကိုလည်းစဉ်းစားမိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့မိခွေးယူကိုင်းကိုရှင်းပြဖို့တော့ဆိုပြီးတော့စွနက်ပြားကလည်းရောက်လာခဲ့ရရင်းနဲ့သူမိုအဲကတော့တိတ်လဲတဲ့ပုံစံတစ်စက်အောင်မှလည်းမရှိခဲ့ပါဘူးနဖျားတစ်ပါးကတော့ဟာတာရင်နဲ့အေးစစ်တိုက်ခိုင်းနိုင်တယ်လို့သူမိုအဲကထင်ရပေမဲ့စစ်နက်ပြားကလည်းခေတူမိုးတာကြောင့်အာမနုဟာတာနဲ့ခုတ်တာကိုလည်းခံလိုက်ရပါတယ်။စောင်းကြောင်များယူကိုင်းမလေးကငွေပုံလေးတစ်ခုနဲ့သူမိုအဲလွမြောက်သွားနိုင်အောင်ဆိုပြီးတော့တပ်ပေးပြီးတော့လည်းကာကွယ်ပေးသွားခဲ့ပါတယ်။လူဗီကိုပြန်ဆင်းပြေးသွားခဲ့တဲ့သူမိုအဲကိုတော့တွေးဆွနေခဲ့တဲ့လူသားတွေရဲ့လက်ချက်နဲ့လည်းတေဆုံးနိုင်အောင်ဆိုပြီးတော့စစ်နက်ပြားကအစီအစဉ်ချပြီးသားလည်းဖြစ်ပါတယ်။ပထမဆုံးတိုးထွက်မှုရဲ့သူမိုအဲကဒဏ်ရာချိန်လေးကြောင့်လှုပ်လှုပ်တော့မရတော့တဲ့အချိန်မှာတွေးဆွနေခဲ့တဲ့ရွာသားတွေကသူမိုအဲကိုလည်းမြင်သွားခဲ့ပါတယ်။ယူကီဂျီရဲ့ဆက်ပြုတ်ကျွေးငွေပြုစုထားတာခံနေရတဲ့နနာမီကယူကီဂျီကအရန်ကျင်နာတတ်တယ်ဆိုတာကိုလည်းဒီထားမိသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ဖူတာဆိုတဲ့ကလေးကမြေကန်ပေးမှာရွာသားတွေကမြေခွေးယူကန်ကိုခြောက်တစ်သွားပြီးဆိုပြီးတော့ယူကီဂျီတို့ကိုလည်းတတိပေးလာခဲ့ပါတယ်။မီဆူကီရဲ့ပြောစကားအရဆိုမြေကန်ပေးမှာတန်ရာရနေခဲ့သူမိုအဲကိုယူကီဂျီကကဲတင်ပေးတာကနေစပြီးတော့အချစ်ဇလန်ဖြစ်ပေါ်လာခဲ့တဲ့ဆိုတာလည်းမှတ်မိသွားခဲ့ပါတယ်။သူမိုအဲကိုယူကီဂျီကချစ်မိသွားမှာဆိုတာကြောင့်နနာမီကယူကီဂျီကိုမသွားသိချင်ပေမဲ့ယူကီဂျီရဲ့ပုံစံကယူကိုင်းနဲ့ဆိုရင်အတော်လေးအညှို့ထားနေကြတဲ့ပုံစံလည်းဖြစ်နေခဲ့ပါတယ်နနာမီလည်းစဉ်းစားမနေတော့ဘဲနဲ့သူမိုအဲနောက်ကိုပြေးလိုက်သွားခဲ့ရမို့ပူတာလေးလည်းယူကီဂျီနဲ့ရုပ်ချင်းစင်ခဲ့တဲ့နနာမီရဲ့နောက်ကိုလည်းလိုက်သွားခဲ့ပါ
သွေးရန်ထွက်နေရင်လည်းတိမ်မလို့ဖြစ်နေခဲ့သူ့မို့အခုရှိနေနေဆိုရင်ရွာသားတွေလက်ချက်နဲ့တောင်မှတင်နိုင်ခဲ့ရဆိုတာကိုလည်းစိုးရုံလာခဲ့ရပါတယ်အဲ့ဒီချိန်မှာလူတယောက်လာနေတာကိုမြင်လိုက်ရတဲ့ကလေးပုံစံသူ့မို့ကလည်းပြောင်းထားပြလိုက်ပါတယ်လာကယ်တဲ့လူကတော့တခြားသူတော့မဟုတ်ဘဲနဲ့သူ့မို့လှုံးသားကိုခိုးတော့နိုင်ခဲ့တဲ့မိန်းကလေးနာမီဖြစ်နေခဲ့ပြီးတော့သူ့မို့ပထမဆုံးပါဆိုင်ရှင်ခဲ့ရတဲ့မိန်းကလေးလည်းဖြစ်ပါတယ်ကလေးရွယ်ပြောင်းလာခဲ့သူ့မို့ကယ်ရင်လာခဲ့တဲ့နာမီရောယူကီကြီးကတန်တရားဝင်နေခဲ့ပြီးနောက်ဆုံးမှာတော့သူ့မို့ကိုလည်းစီကူတာပေးလိုက်ပါတယ်နာမီကယူကီဂျီနဲ့သူ့မိုရဲ့ဆက်ဆက်ရေးကြဝင်ပါလို့မရတဲ့အတွက်သူ့မိုမမြင်အောင်ပဲနောက်ွက်ကနေလဲပုံနေခဲ့ပါတယ်။ဒီနဲ့ပြန်ကောင်းလာပြီးတော့မျိုးလုံးပွင့်လာခဲ့သူ့မိုဝတ္တဝါပြုံးလေးနဲ့စံကိတ်စားခြင်းတောင်တိနေခဲ့နာမီကိုလည်းပထမဆုံးလဲမြင်လိုက်ရပါတယ်။ဒီနေ့ပိုင်းလေးမှာတော့ရွာသားတွေကမင်းညတော့တန်ရာရနေခဲ့တဲ့ကလေးတယောက်ကိုယူကီဂျီတို့ကကယ်တင်ထားတဲ့ဆိုတာကြောင့်လာပြီးတော့ထုတ်ခိုင်းနေခဲ့ပါတယ်။နာမီကိုလည်းယူကိုင်းဆိုပြီးဆွဆွဲနေခဲ့တဲ့အကြောင်းထက်မြက်တွက်လက်တဲ့ယူကီဂျီကပဲမကြောက်မရွံ့ဖြည့်ရှင်းဖို့ကြိုးစားနေခဲ့ရပါတယ်။နာမီနဲ့ကလေးကိုမထုတ်ပေးဘူးဆိုရင်ယူကီဂျီကိုလည်းဆွဆွဲခဲ့ရတဲ့အကြောင်းရွာသားတယောက်ကပြောလိုက်ပါတယ်။ယူကီဂျီကတော့သူလက်ကန်သားတဲ့သူတွေကယူကိုင်းဟုတ်မယ်ဆိုရင်သူကိုယ်တိုင်ပဲတက်ပြစ်မဲ့အကြောင်းပြောနေတော့မှတော့ဆိုင်ရဲ့တခင်ကြီးယူဟူဟဲရတယ်ထွက်လာခဲ့ပါတယ်။ယူကီဂျီရဲ့မျိုးရိုးကနေတဲ့ဆိုပေမဲ့တခင်ကြီးကိုယ်တိုင်မွေးစားထားခဲ့တာဖြစ်လို့အခုဆိုရင်ယူကီဂျီမှာလက်ထပ်ရမယ့်ကိစ္စလည်းရှိပါတယ်။အဲအကြောင်းယခုချိန်မှာမဆွဆွဲဖို့အတွက်ရွာသားတွေကိုလည်းတခင်ကြီးကမှားလိုက်ပါတယ်။သူ့မို့တန်ရာလေးကပြန်မကောင်းနိုင်သေးတဲ့အချိန်မှာနာမီကဆေးလုံးတစ်လုံးတိုက်လိုက်သူမျိုးသူ့မို့ကလည်းအိမ်မက်မက်နေလိုမျိုးမြင်နေခဲ့ရပါတယ်။နာမီပေးလိုက်တဲ့ဆေးလုံးလေးကိုယူကီဂျီကလည်းဖူးသားကိုလည်းတိုက်ခိုင်းလိုက်ပါတယ်။သူမိုတဲ့နာမီကတီးမိခဲ့တယ်လို့ယူကီဂျီရဲ့စိတ်တမ်းမှာခံစားနေရတဲ့အတွက်နီးကပ်ပြုစုဖို့အတွက်လည်းယူကီဂျီကနာမီကိုမှားနေခဲ့လိုက်ပါတယ်။မရက်ပြန်ဆိုရင်ယူကီဂျီကမျိုးစားတယောက်နဲ့လက်ထပ်ရမှာဖြစ်တာမို့သဘောကျမကျသွားကြည့်ရတော့မှလည်းဖြစ်ပါတယ်။ယူကီဂျီရဲ့စာတီးမီယာယူကာရီရဲ့လက်ချက်နဲ့ဆွေမျိုးတွေအားလုံးတိတ်ခဲရပြီးတော့တကောင်နဲ့ရှင်တန်လာခဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့နာမီကိုတော့သွေးသားရင်းချတရားလို့ခံစားရအကြောင်းနဲ့အခုချိန်မှာမီတာစုပွားလေးတိဆောက်တော့မဲ့အကြောင်းယူကီဂျီကလည်းပြောပြခဲ့ပါတယ်။နောက်ဆုံးမှာတော့နာမီရဲ့ဆေးလုံးနဲ့သူ့မိုနူထွက်လာခဲ့ပြီးတော့ကိုသားကလည်းပြုစုစောက်ကြောက်ထားပါတယ်။စံကိတ်လို့ကြွေတဲ့မိန်းကလေးသူ့ကိုဒီကိုခေါ်လာတဲ့သူကဘယ်သူလဲလို့သူ့မိုမေးလိုက်ပေမဲ့နာမီရဲ့နှုတ်ပိတ်တာကိုခံထားရတဲ့ကိုသားကတော့တခင်မလေးယူကီဂျီဆိုပြီးတော့ဖြေခဲ့လိုက်ပါတယ်။ခဏလေးအတွင်းမှာပဲတရားလေးပြန်ကောင်းပြီးတော့နေပြန်ကောင်းလာခဲ့သူ့မိုကိုတော့ညဘက်သူ့မိုအိတ်နေခဲ့တဲ့အချိန်ရောက်မှနာမီကလည်းအနီးကပ်လာပြီးတော့ပြုစုနေခဲ့ပါတယ်သူမိုအိတ်လောက်ပြီးဆိုရချင်းကြမှာနာမီကလာပြီးပြုစုနေခဲ့ပြီမဲ့သူမိုကညာတိုင်းအိတ်ချင်အောင်ဆောင်ပြီးတော့နားထောင်နေခဲ့ရတယ်ဖြစ်ပါတယ်တရားအားလုံးပြန်ကောင်းသွားခဲ့ရင်တော့နာမီကိုခေါ်ဆောင်သွားမယ်လို့သူမိုကတွေးထားခဲ့လို့ညာတိုင်းသူအိမ်မှာလာအိတ်နေခဲ့တဲ့နာမီကလည်းသူ့အတွက်ထူးဆန်းစရာလည်းဖြစ်နေခဲ့ပါတယ်ယူကီဂျီထုတ်သွားခဲ့ရလဲ3ရက်တောင်ရှိနေခဲ့ပြီဖြစ်ပြီးတော့မနေ့ပြန်လောက်ဆိုရင်တော့ပြန်ရောက်တော့မှလည်းဖြစ်ပါတယ်သူမိုနေပြန်ကောင်းတဲ့လောက်ဖြစ်လာခဲ့ပြီမို့အပြစ်လို့နာမီကပြန်တော့မဲ့အကြောင်းကိုလည်းကိုသားလေးကိုလည်းနှုတ်ဆက်လိုက်ပါတယ်တခင်မလေးယူကီဂျီကသူမိုကိုကဲသွားလို့ထင်နေခဲ့သူမိုယူကီဂျီကိုလည်းညာတိုင်းမျောနေခဲ့တာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့မျိုးစားတယောက်နဲ့လက်ထပ်ရမယ်ဆိုတာတီးလိုက်ရတဲ့အခါမှာတော့ယူကီဂျီကိုတက်ပြဖို့အတွက်ပဲသူမိုလည်းတွေးလိုက်ပါတယ်အဲ့ဒီညဘက်မှာပဲယူကီဂျီအမတ်နဲ့နာမီတယောက်တည်းဆိုင်ရကနေထွက်သွားခဲ့တာကိုမြင်လိုက်ရတဲ့အခါမှာသူ့ကစားဖို့တော့ဆိုပြီးတော့နောက်ကနေလိုက်လာခဲ့ပါတယ်သူ့ဖမ်းပြီးတော့တက်ပြတော့မဲ့ချိန်မှာပဲနာမီကသူ့ဟာသူလဲကျသွားခဲ့ပြီးတော့ဟော်လည်းဖြစ်နေခဲ့လို့မွေးတကောင်စီမှာလည်းကိုက်ခံရတော့မှလည်းဖြစ်ပါတယ်ဒါပေမဲ့သူ့မွေးရနာမီမသိခင်မှာပဲရှင်းပေးလိုက်ရင်းနဲ့တွင်းစိတ်ထဲမှာတော့ယူကီဂျီလို့ထင်နေခဲ့တဲ့နာမီကိုတေးသွားခဲ့မှာကိုလည်းမလိုလားခဲ့ပါဘူးလက်ရှိချက်ကိုပြန်သွားရမယ့်ချိန်ကလည်းစီးနေပြီဖြစ်တဲ့နာမီကလည်းခွန်အားကြီးလည်းနဲလာခဲ့ရပါတယ်။သူမိုနပြဟောင်းတစ်ပါးနဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့ဆွဲနေရာကိုလည်းဒါပေမဲ့လည်းမရရအောင်လည်းစူးစမ်းပြီးတော့လာနေခဲ့လိုက်ပါတယ်။အဲဒီချိန်မှာတော့ရေကန်လေးထဲမှာငိုနေခဲ့တဲ့ဖားတရလေးတစ်ကောင်တွေ့ရတဲ့အတွက်သူမိုနဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့နပြဟောင်းဆိုပြီးတော့နာမီကထင်သွားခဲ့ပါတယ်။ဘွေးတို့ကဖြစ်ပြီးတဲ့နောက်ဖားလေးကနာမီကိုရေထဲကနေပြန်ကဲတင်ပေးလိုက်တဲ့အချိန်မှာနာမီရဲ့နှစိလုံးဖူးလေးကိုလည်းမြင်သွားခဲ့ပါတယ်။တကယ်တော့ဖားလေးကလွန်ခဲ့နှစ်တရာကလူသားတွေကိုစားခဲ့မိတဲ့အတွက်တိစိတ်တရဲတစ်ကောင်လုံးနေခဲ့ရတာဖြစ်ပြီးတော့နာမီထင်နေခဲ့တဲ့နပြားဟောင်းလည်းမဟုတ်ခဲ့ပါဘူး။ယူကိုင်းကိုလူသားဖြစ်ပြောင်းလဲပေးနိုင်တာကအွန်တာကဲတောင်ကူယိုမာဆိုတဲ့နပြားဟောင်းတောင်းကိုလည်းတိလိုက်ရပါတယ်။ဖားတရလေးကနပြားဟောင်းကိုနာမီကိုတွေးချင်တယ်ဆိုရင်တော့အပေးယူအနေနဲ့နတ်တစ်တော်ဒီဆေးလုံးအားလုံးကိုပေးရမယ်ဆိုပြီးတော့တောင်းဆိုလာခဲ့ပါတယ်။နာမီကလည်းနတ်တစ်တော်ဒီဆေးလုံးကိုကြည်ကြည်နက်နက်ပေးလိုက်တဲ့အခါမှာတော့အာပြဲကြီးနဲ့ဖားတရလေးကလည်းနပြားဟောင်းကြီးကိုလည်းခေါ်ပေးလိုက်ပါတယ်။မဲမောင်နေခဲ့တဲ့အသွင်ပြင်အထီးကျန်နေခဲ့တဲ့ပုံရိပ်တွေနဲ့နပြားဟောင်းကလည်းနာမီစီကိုရောက်လာခဲ့ပေမဲ့အချိန်ခီးသွားနေရလဲကုံတော့မှလည်းဖြစ်ပါတယ်။သူမိုကြေစာမသားပျောက်ကင်းနိုင်မယ်နီလာမေးတော့မဲ့ချိန်မှာချင်းကစီသွားခဲ့တဲ့ပြစ္ဆုတ်ဝင်ကာလာကိုလည်းနာမီကပြန်လဲရောက်လာခဲ့ရပါတယ်။နာမီကိုပြန်ခေါ်လိုက်တာကမီကာခဲဆိုတာကိုနာမီကတိနေခဲ့ပြီးတော့သူမိုကိုကဲတင်နိုင်ဖို့အတွက်နာမီရဲ့ခန္ဓာကိုပျက်စီးမဲ့ဆိုရင်တော့မှနာမီကလည်းသူမိုကိုလည်းရအောင်လည်းကဲတင်ရှင်နေခဲ့ပါတယ်။ရာအားလုံးတယောက်တည်းမလုံးဆောင်ဖို့နာမီကိုဖတ်တိုင်းနဲ့လည်းကိုပြန်ပြီးတော့ဂူးဆိုင်ဝတ်လို့ကြောင်းလည်းနှစ်သိပ်ပေးနေခဲ့ပါတယ်။နာမီကိုစိတ်ပူနေခဲ့ကြတဲ့ဟီမဲကိုတို့အုပ်စုလိုက်ဖွဲ့ကြီးကိုလည်းမြင်လိုက်ရပြီးတော့သူမိုကိုနာမီကစိတ်ပူနေလို့အားလုံးကလည်းနာမီကိုဂူးဆိုင်ပေးဖို့လည်းလိုလားခဲ့ကြပါတယ်။သူမိုမှန်တဲ့ရောက်နေဆိုတာတည်သွားတဲ့အခါမှာတော့ရင်းနှဖျားမြေခွေးကောင်မတည်တော့မဲ့ဆိုရင်လည်းအကျွေးပြန်ဆက်ဆိုတာကြောင့်မိမရဲ့လက်တီလည်းမိလိုက်ရပါတယ်။
အသိကိုပြန်သွားလို့ရအောင်နနာမီကလည်းအစားအစာတွေကိုကောင်းကောင်းစားခဲ့ပါ။တစ်ဖက်ကသူ့မို့အဲ့ရတော့တေးသွားခဲ့ရလားပြန်လည်မွေးဖွားလာခဲ့ရလားဆိုတာတော့မသိတဲ့အချိန်ကိုလည်းရောက်ရှိနေခဲ့ပါ။ရွာသားတွေရဲ့ပါဇက်တန်းမှာအချီယူနေခဲ့တဲ့ဆိုတဲ့မြို့ခွေးတစ်ကောင်ဖြစ်နာမည်ကြီးနေခဲ့တာမို့အာခူယာကသူ့ရဲ့တငယ်ချင်းကိုပြပြနေပြီးတော့မဖြစ်နိုင်ဘူးဆိုပြီးတော့ရီမောနေခဲ့ကြပါ။ရီစီယာပြက်လုံးတစ်ပွဲကြာကြာချင်းဦးပြတ်မတန်နှစ်ယောက်သားရှိနေနေတဲ့အာခူယာကသူ့ရဲ့ညီနောင်သူ့မို့အဲ့ကလူသားမင်းကလေးကိုရှေ့အားလောက်အောင်ကြည့်မယူမိုက်ဘူးဆိုပြီးတော့လည်းဂျုံမတ်ထားခဲ့ရလဲဖြစ်ပါ။အဲ့ဒါအပြင်မြေကန်ဘေးရမင်းကလေးတစ်ယောက်ယူကီဂျီဆိုတဲ့ချောမောရဲ့ကောင်မလေးကလက်ထပ်တော့မယ်ဆိုတဲ့တင်းကိုကြားလာခဲ့တဲ့အတွက်လက်အောင်ငယ်သားတစ်ယောက်နဲ့ယူကီဂျီကိုလည်းဖမ်းခေါ်လာခိုင်းထားခဲ့ပါ။သူ့မို့အဲ့တော့မိန်းကလေးယူကီဂျီကိုစိတ်ဝင်စားတဲ့ပုံစံပြနေခဲ့ပြီးမြဲတဖာနနာမီကလည်းရက်ချစ်ချင်းခီးသွားဖို့အတွက်လည်းအဆင်သင့်ဖြစ်နေခဲ့ပါ။တိတ်ကိုရှင်ကြီးသွားပြီးရောက်လာခဲ့တဲ့နနာမီကအွန်တာခဲတောင်ပြန်ချဖို့တက်ကလမ်းစားချမရတာမို့လူကြားထဲမှာလည်းအော်ခေါ်လိုက်ပါတယ်မတင်မဘန်းနဲ့ယူကီဂျီနဲ့နနာမီကတွေ့ခဲ့ရလို့ဘာမှမပြောပဲထွက်သွားမိတဲ့အတွက်နနာမီကအဲ့ဒီအတွက်လည်းတောင်းပန်လိုက်ပါတယ်မျိုးစားဖိုးကြီးကယူကီဂျီကိုတွေ့တဲ့အခါမှာမတော်တရားလုပ်ခဲ့တာကြောင့်ယူကီဂျီကလည်းမျက်နှာကိုလည်းကန်ကြောက်ဖြစ်ခဲ့ပါတယ်ကံကောင်းတာတစ်ခုကတော့ပိုကောင်းတဲ့နေစားတယောက်ကြောင့်ဆစ်ဆက်မှုတစ်ခုဖြစ်လာခဲ့ပြီးတော့အခုကလည်းမင်္ဂလာဝတ်ဆောင်လာဝဲတာလည်းဖြစ်ပါတယ်။ဒနာမီကရွာမြောက်ဘက်ကိုထပ်သွားပြီးတော့ဖားတီးရဲမလေးနဲ့ပြန်တွေ့နိုင်ဖို့အတွက်ယူကီဂျီရဲ့ရွာကိုလည်းလိုက်လာမှလည်းဖြစ်ပါတယ်။ဒနာမီကယူကီဂျီတို့ရွာထဲမှာဖားတီးရဲလေးကိုတွားချခဲ့ပြီးမှမတွေ့ရတာကြောင့်မြစ်ပတ်နံစော်ပြီးတော့ပြန်လာခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့အာကူယာရဲ့လက်အောက်ကယူကိုင်းကနနာမီကိုလည်းယူကီဂျီအမတ်နဲ့လည်းလာဖမ်းဖို့လာပါတယ်။ယူကိုင်းကိုယူကီဂျီကနောက်ကနေအပိုင်းပိုင်းဖြတ်ပေးလိုက်ပေမဲ့တခင်အာကူယာကမင်းကိုပိုင်ဆိုင်နေဆိုပြီးတော့နနာမီကိုလည်းယူကီဂျီအမတ်နဲ့လည်းပြောသားခဲ့ပါတယ်ဒီပုံစံတိုင်းဆိုရင်မင်္ဂလာပွဲကအနောက်ကျပေါင်းစုံဝင်လာတော့မှဖြစ်တဲ့အတွက်နနာမီကယူကီဂျီအသက်နေရရှိကြောင်းလည်းတခင်ကြီးကိုလည်းတင်ပြပါတယ်ဒါပေမဲ့လည်းဒါကယူကီဂျီရဲ့ကန်တရားပဲဆိုပြီးတော့တခင်ကြီးကမင်္ဂလာပွဲကိုလည်းရမရွှေ့ခဲ့ပါဘူးအေဂျင့်နဲ့မိသားစုပွားတိဆောက်ရှင်တဲ့ယူကီဂျီရဲ့ကိုစားနနာမီကဒိုတမီဟန်ဆောင်ပြီးတော့ဝိုင်းပေါ်လိုက်သွားမဲ့အကြောင်းလည်းပြောပြပါတယ်ယူကီဂျီရဲ့ကိုစားနနာမီကဟန်ဆောင်နေတဲ့အချိန်မှာအွန်တာကဲတောင်ကနှစ်ဖျားအောင်ကုယုမာကိုရှာဝေသားဖို့အတွက်လည်းနနာမီကတောင်းဆိုခဲ့ပါတယ်ကြောက်ကမ်းမပေါ်ကရဲတိုက်တန်းမှာတော့သူ့မို့အဲ့နဲ့အာခူယာတို့ကပင်လယ်ဘက်ကိုရွှေ့ကြပြီးတော့တကားမစ်စီကငကားမျက်လုံးကိုလူကြမဲ့အကြောင်းလဲတိုင်ပင်နေခဲ့ကြပါတယ်အဲ့ဒီချိန်မှာတော့ယာမာတိုနဲ့ရုပ်တူတဲ့ကီယာကပူကြီးကအာခူယာရဲ့တစ္ဆာချီဆုံးစိတ်ကံလည်းဖြစ်နေခဲ့ပါတယ်ယူကီဂျီဆိုရဲ့မေမချောလေးတယောက်လက်ထပ်မဲ့ဆိုတာကြောင့်မျက်နှာကိုမြင်ရဖို့တက်ပြရဖို့တည်လေအာခူယာကလည်းကြံစီထားခဲ့ပါတယ်အဲ့ဒီတာဝန်တော့ကီယာကပူကြီးကိုလည်းတာဝန်ပေးလိုက်ခဲ့လို့သူ့မို့အဲကတော့အိမ်ပြန်ပြီးတော့အိတ်တော့မယ်ဆိုပြီးတော့ထွက်လာခဲ့ပါတယ်မခူးလိုက်ရတဲ့ပန်းလေးကိုတခြားကောင်တွေကဖျက်ဆီးကန်ရမှာကိုသူ့မို့အဲကတွေးမိနေခဲ့ပြီးတော့ခြေလန်းတွေကလည်းနှေးကွေးနေခဲ့ပါတယ်လူစားထိုးထားတဲ့နနာမီရဲ့ဒူရူမီအလားဟာလည်းယူကီဂျီနဲ့အရန်တူလို့ယူကာနီတောင်မှာခွဲဖို့ဆိုတာလည်းခက်ခဲလုံးပါတယ်ယူကီဂျီကတော့သူ့ရဲ့ကိုစားနနာမီကတေးတွင်းတော့တွန်းဝင်ခဲ့တာမို့ဒေါသလည်းအရန်ထွက်နေခဲ့ပါတယ်နနာမီကသူ့သေးပါမဟုတ်ဘူးဆိုပြီးတော့ကတိပေးထားခဲ့လိုက်ရင်းနဲ့မျော်လင့်ချက်ပြည့်နေခဲ့တဲ့မျက်ဝန်းမကြောင်မယွန်းတက်တဲ့မျက်လုံးတွေကိုနနာမီကလည်းပိုင်ဆိုင်ထားပါတယ်အဲ့ဒီချိန်မှာတော့ဒိုသမီးဟတ်ဆောင်ထားခဲ့တဲ့နနာမီကအရေးတဲ့အခုလိုပုံစံလေးကိုလည်းသူ့မို့အဲကိုလည်းမြစ်စရှင်နေခဲ့ပါတယ်အိဝဒစူးစားနေခဲ့သူ့မို့အဲ့ကဘယ်လိုမှအိလို့မရတော့ပဲသူများတက်တာတော့မခံဘဲနဲ့ကိုယ်တိုင်ပဲတောက်တက်တော့မယ်ဆိုပြီးထွက်လာခဲ့ပါတယ်နနာမီယိုတက်ဆောင်လာခဲ့တဲ့လမ်းမှာတော့ရုတ်တရက်စိတ်မြူကိုတွေကြောင့်ရွာသားတွေကလည်းတင်ဆုံးခဲ့ရလို့လှပန်တီးချင်းကီယာကဖူကြီးရဲ့ဖန်တာကိုလည်းခံလိုက်ရပါတယ်အာခူအမုတ်သေးပဲလက်အောက်ငယ်သားယူကိုင်းတော်မှာစောင်းဝဲလဲကျန်းလို့တယောက်မကြံအခုဆိုရင်လည်းတက်ပြစ်နေပြီလည်းဖြစ်ပါတယ်တေဆုံးချင်းဆိုတာအစာတရားဖြစ်ပြီးတော့နနာမီကိုအစားပါဆုံးပြင်ပေးပြီးတော့တက်ပစ်ကတခင်အာခူယာရဲ့စီကိုနနာမီကိုဆက်တမဲ့ကြောင်းလည်းပြောနေပါတယ်ရွာသားကြီးကိုလည်းအကုန်တက်ပစ်နေပြီမို့နနာမီကသူမရဲ့ဓားမြောင်နဲ့အရှုံးတော်ကိုလည်းဖျက်လိုက်ပြီးတော့သူမနောက်ကိုလိုက်အောင်ဆိုပြီးတော့လည်းအာယုံလဲပြီးတော့ထွက်ပြေးလိုက်ပါတယ်ကီယာကဖူကြီးရဲ့အစွမ်းနဲ့ရှုံးတော်လိုက်ပြီးမှနနာမီကလည်းသူမရဲ့ဆောင်စားရက်ကိုတုံးပြီးတော့လည်းတကွက်ပြသသွားခဲ့ပါတယ်ဒုက္ခရောက်တိုင်းသူမို့အဲ့ကလာကဲတင်ဖူးတာပေါ့အခုချိန်မှာလည်းနနာမီကသူမို့အဲ့ကိုအရန်သတိရနေခဲ့ပြီးကူယာကဲရလည်းမဲနေခဲ့ပါတယ်ကီယာကပူကြီးရဲ့အစိမ့်မိထားခဲ့တဲ့နနာမီကမထွက်ပြေးနိုင်တော့လို့လှုပ်လို့လည်းမရတော့တာမို့တေးပြီးလို့ပဲထင်ထားခဲ့ပါအဲ့ဒီချိန်မှာတော့သူမို့အဲ့ကကီယာကပူကြီးကိုနောက်ကနေဖြတ်ခုတ်လိုက်ပြီးတော့သူကငါတော့ပဲအားလာပါလေဆိုပြီးတော့ပြောလိုက်ပါဒါကဘာတော့ဘောလဲမြေခွေးကောင်တခင်အားခူအောင်အာခံမလို့လားငါသူ့ရဲ့ခိုင်းစင်မဟုတ်ဘူးမင်းတို့လည်းလာပြီးတော့မနှိုင်းနဲ့နနာမီကသူမကိုသူမို့အဲ့ကလာပြီးတော့ကဲတင်နေလို့ထင်ခဲ့ကခိုကိုကမဲနေခဲ့မြေလုံးဝိုင်းလေးနဲ့ငေးကြည့်နေခဲ့ပြီးမဲ့သူမို့အဲ့ကလည်းအဆုံးသက်ပေးဖို့ကိုပဲတွေးနေခဲ့ပါနနာမီကိုဖမ်းခေါ်လာခဲ့သူမို့အဲ့ကအခန်းတစ်ခုတည်းကိုပြစ်ချလိုက်ပြီးတော့အင်ကြီးတွေကိုလည်းစုပ်ဖျိုက်ဖြစ်နေခဲ့ပါနနာမီကကြောက်တာတပိုင်းသူရှိရသူ့ကိုအဲကိုအနှဲငယ်တာယာနေခဲ့ပြီးတော့သူ့မို့အဲကတော့ယူကီဂျီလို့ပဲထင်နေခဲ့ပါတယ်ဝိုလစ်စလေးနဲ့နနာမီကအရန်ချက်နေခဲ့တာကြောင့်မကြည့်ဖို့အတွက်သူ့မို့အဲကိုတောင်းပန်နေခဲ့ပြီးတော့ငိုလဲပြားနေခဲ့တာမို့သူ့မို့အဲကမငိုဘူးပြောရင်းနဲ့ဖတ်ထားလိုက်ပါမင်းကိုလာလို့ရှိရင်ငါမနေနိုင်ဘူးလို့ဆိုပြီးတော့ညမောင်တူထဲမှာသူ့မို့အဲ့ဒါတင်းကျပ်စွာဖတ်ထားရင်းနဲ့လည်းမနှက်ထိလည်းအိတ်ဆက်ခဲ့ပါတယ်နိုးလာခဲ့သူ့မို့အဲ့ဒါနနာမီရဲ့နှခမ်းကိုနန်းတော်မဲ့ရှင်မှာနေကောဖြစ်သွားမှဆိုအကြောင်းနနာမီကလည်းတွန်းပစ်လိုက်ပါခုရှိနေရနနာမီကသူ့မို့အဲ့ဒါမရှိတင်တယ်လို့ယူကီဂျီနဲ့သူ့မို့ကဲကြမာဟာလည်းနနာမီကိုစားဝင်ခဲ့တာကြောင့်လွယ်သားပြီလားလို့တွေးနေတော့မှတော့သူ့မို့အဲ့ဒါနနာမီကိုလည်းရှီပိုးလာခဲ့ပါ
အာခူရာရဲ့စီကိုနနာမီကိုပေးမှမဟုတ်ဘဲနဲ့သူ့ရဲ့နားမှာပဲထားမယ်ကြောင်းဆိုပြောနေကြတာမို့နနာမီကအိမ်ပြန်ရမယ်ဆိုပြီးပဲပြောနေခဲ့ပါတယ်အခုလိုစကားကြီးပြောတဲ့သူ့မို့အဲမုန်းတယ်ဆိုပြီးတော့ပြောမိသွားခဲ့တာကြောင့်ငါသာမကယ်လို့ရှိရင်မင်းကတေရောမှာကွာနနာမီကတော့ကိုယ့်ဘကိုဆက်လုပ်ဖို့ပဲကောင်းမှနေခဲ့တာမို့ဒီမိန်းမတော့ကွာငါလှုပ်လိုက်ရရင်တေရောမှာပဲနနာမီရဲ့စိတ်ကောင်းနေကြတဲ့မျက်နှာလေးကိုမြင်ရတဲ့အခါမှာတော့မြေခွေးမီကိုပြန်သိမ်းလိုက်ပြီးတော့စူးစမ်းကြည့်ဖို့အားနေတဲ့မိန်းကလေးစုကလည်းထွက်သွားခဲ့ပါ စိတ်မိထားခဲ့လို့လမ်းမလျှောက်နိုင်ခဲ့တဲ့ကောင်မလေးကညာရောက်မယ်ဆိုလို့ရှိရင်အပိုကျိုးသားမှာပဲဆိုပြီးသူ့မို့အဲ့ရနနာမီကိုလည်းထားခဲ့လိုက်ပါပြီးတဲ့အခါမှာတော့မလန့်မကန်းကတစ်ပင်ပေါ်ပါစေးတံဖွာရင်းနဲ့နောက်ကျမှငါ့ကိုငိုယူပြီးတော့သူ့မို့အဲ့ခဲ့ပါအောင်ဆိုပြီးပြောလာမှာကွာဆိုပြီးတော့စောင့်ကြည့်နေခဲ့ပါဒါပေမဲ့လည်းနနာမီရဲ့စကလုံးတွေကသူ့ရဲ့ပုံမှာအရန်ဆူမိုးလုံးနေတာကိုခန်းစားမိရတဲ့ချိန်မှာတော့တောနတ်တဲ့ကတပြားတွေကလည်းနနာမီရှိနေခဲ့တဲ့အိမ်ထဲကိုလည်းဝင်ဝင်လည်းလှမ်းလာလိုက်ပါအိမ်ထဲဝင်လာခဲ့တဲ့တပြားတွေကဟာမင်္ဂလိတယောက်ပါလားနနာမီကအစိမ့်မိတာလို့ကဲပေးဖို့တောင်းဆိုပေမဲ့မတော်တရားလုပ်ဖို့ကိုပဲတပြားတွေကလည်းကြံစီလိုက်ပါသူမို့အဲ့အမြေခွေးမင်းနဲ့လောက်ကျွမ်းသွားစီခဲ့ကတခြားတပြားတွေကတော့ထွက်ပြေးသွားခဲ့ကြပါနနာမီရဲ့အင်ဂျီစာကိုကန်ရတဲ့တပြားတော့သူ့မို့အဲ့ဒါနဲ့ခုတ်ပြသောမဲ့ရှင်မှာနနာမီရဲ့ဖြောင်းပြတဲ့စကလုံးတွေကြောင့်သူ့မို့အဲ့ကလည်းရက်တက်လိုက်ပါဒါဆိုရင်လည်းမင်းငါ့ကိုမမုန်းမဘူးဆိုရင်စကလုံးကိုပြောပေးပါလို့သူ့မို့အဲ့ကပြောလိုက်ပါနနာမီကလည်းမမုန်းကြောင်းပြောလိုက်မှာပဲအချစ်ရဲ့ခံစားချက်ကြောင့်သူ့မို့အဲ့ရဲ့လက်ထဲကဓာတ်ဟာလည်းလွတ်ကျသွားခဲ့ပါတဖြည်းဖြည်းနဲ့စိတ်ပိတာခဲ့နနာမီကိုသူ့မို့အဲ့ကငါလေးတစ်ကောင်ဖမ်းပေးပြီးတော့စားဖို့တော့လည်းပေးလိုက်ပါနနာမီကိုယူကီဂျီတို့ပဲထင်မှတ်နေကြတာမို့နနာမီကလည်းမတိမတာလေးလည်းစိတ်ဆိုးနေခဲ့ပါလက်ထရတော့မဲ့နနာမီကိုယောက်ျားကြီးကကောင်းတဲ့ကောင်တွေမဟုတ်ကြောင်းလည်းပြောလိုက်ပါဒိုသားကပေးထားတဲ့ထင်ပြီးတော့သူ့မို့အဲ့ကိုရာနနာမီကိုပေးထားခဲ့တဲ့စတုံးလေးကိုလည်းကောက်ရောက်ထားခဲ့ရမို့အထင်ကလည်းလွဲနေခဲ့ပါသူမအကြိုက်ဆုံးပစ္စည်းဆိုပြီးတော့နနာမီကပြန်လုပြီးလိုက်တဲ့အခါမှာတော့သူ့မို့အဲ့ကမီတော့ဆွမ်းကိုတုံးပြီးတော့တနေရာကိုလည်းခေါ်သွားခဲ့ပါသူမို့အဲ့ကိုနနချာချာရှင်းမနေခဲ့နနာမီကိုစောက်ကူကပန်းပွင့်နေအများကြီးပွင့်နေခဲ့တဲ့တောအုပ်တွေကိုခေါ်လာခဲ့ရတယ်ဖြစ်ပါတယ်နနာမီရဲ့စက်တုံးနဲ့အယောင်တူတူပဲမို့တမင်တက်တက်ခေါ်လာခဲ့ရဖြစ်ပြီးတော့ပထမဆုံးသူ့မို့အဲ့ရှင်းပါလေနနာမီကပြောမိသွားခဲ့ပါတယ်မြဲတမ်းပဲဒီလိုအပြုံးလေးပြောဝေးပါဆိုပြီးတော့သူ့မို့အဲ့ကနနာမီကိုပြောနေပေမဲ့နနာမီကသူ့မကိုယူကီဂျီထင်းနဲ့ပြောနေခဲ့တဲ့အတွက်ရင်နာစရာလည်းဖြစ်နေခဲ့ပါတယ်စောက်ကူကပန်းနေရဘလာဝဲလှလှအချိန်တန်ကျွေးရမှာဖြစ်ပြီးတော့နနာမီကလည်းသူ့မလည်းအိမ်ပြားတော့မယ်အကြောင်းလည်းပြောပြပါတယ်သူ့မို့အဲ့တော့သူ့ပိုင်ပဲဖြစ်ပြီးစမ်းမကွာဆိုပြီးတော့ပထမဆုံးချိန်ယူကိုင်းတစ်ကောင်စားခဲ့ရနေမှာသူ့မို့အဲ့ကလည်းကဲတင်ပေးခဲ့ပါနနာမီကသူ့မို့အဲ့ကိုပြန်လဲတိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီအချိန်ကတည်းကသူ့မို့အဲ့ကချင်းမိနေခဲ့လို့မြေကန်ပေးမှာကဲတင်ခဲ့တဲ့သူကလည်းမင်းဘက်ဆိုတာငါတီးရဆိုပြီးတော့လည်းပြောလိုက်ပါတယ်အဲ့နေတဲ့အချိန်မှာခေါင်းလေးပုတ်ပြီးသွားတာကလည်းမင်းဘက်ဆိုပြီးပြောလိုက်မှယူကီဂျီကိုချစ်နေတာမဟုတ်ပဲနနာမီကိုပဲအားလုံးထပ်ပို့ချစ်တယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်ပိုင်ဆိုင်ခဲ့ပြီးသားရဖြစ်တဲ့သူ့မို့အဲ့ရဲ့လက်လေးကိုနနာမီကသူ့ရဲ့ပါးပင်လေးမှာထိခိုက်စေခဲ့ရင်းနဲ့မျက်ရည်နဲ့ချစ်ချောင်းပြောလိုက်မှဆရာသမားကလည်းပြုံးသွားခဲ့ပါတယ်ဒါပေမဲ့လည်းအခုပြန်มาဖြစ်မဲ့အကြောင်းနဲ့အနာဂတ်မှာဒိုသမီးဖြစ်ရက်တည်ပေးမဲ့အကြောင်းနဲ့နနာမီကလည်းဂတိပေးသွားခဲ့ပါတယ်အနာဂတ်ဆိုတာဘဲချိန်နဲ့မြေမယာမတိထားတဲ့အချစ်ကြောင့်သူ့မို့အဲ့ကတူဝေနေတဲ့အချိန်မှာပဲနနာမီရဲ့အချိန်ကလည်းစစ်သွားပြီဖြစ်တဲ့အတွက်လည်းလဲကျသွားခဲ့ပါတယ်နောက်ထပ်နှစ်ပေါင်း900ကျော်မှာပြန်လဲပေါင်းဆက်ရမယ့်အကြောင်းနနာမီကဂတိပေးနေခဲ့တဲ့အချိန်မှာသူ့မို့အဲ့တန်မက်ကြီးရဲ့အိမ်ကိုလည်းပို့ဖို့လုပ်နေခဲ့ပါတယ်တခြားသူတွေကတုံဝဲကိုဒီနေရာမှာတွေ့သွားခဲ့မယ်ဆိုရင်အတန်းအနေနဲ့ရှိနိုင်နေတာမို့ဒီနေရာနေပြန်ဖို့အတွက်နနာမီကလည်းတောင်းပန်နေခဲ့ပါတယ်အဲ့ဒါဆိုရင်လည်းနောက်ထပ်တစ်ချိန်ဂတိထပ်ပေးပါအနာဂတ်မှာလည်းငါ့ရဲ့စင်ကြီးလေးဖြစ်ပြီးပါမယ်ဆိုတာကိုပေါ့တက်တည်အနေနဲ့လည်းစက်တုံးလေးကိုငါ့ကိုလည်းစက်တာခဲ့ပါမဟုတ်ရင်တော့ငါကတော့အသက်ရှင်နိုင်တော့မှာမဟုတ်ဘူးရှင်ကြားပြီဆိုတဲ့အချိန်ကိုရောက်ရင်တော့တေချာပေါက်လာခေါ်မဲ့အကြောင်းသူ့ကိုအဲ့မှားရင်းနဲ့လည်းမြူခွေးမိတောက်ရင်နဲ့လည်းထွက်သွားခဲ့ပါလက်ရှိကာလကိုပြန်ရောက်လာခဲ့နနာမီကနောက်ထပ်တစ်ချိန်နောက်ဆုံးချိန်မှာလည်းနောက်ဆုံးခီးသွားမှာလည်းဖြစ်ပါတယ်။ကူရာမာယိုနဲ့တွေ့ရမှာဖြစ်ပြီးတော့သူ့မို့အဲ့ချိန်စာအမှတ်သားကိုပြောင်းအောင်လုပ်ပေးနိုင်တဲ့ဖြီကိုရှာသွင်းနိုင်အောင်လည်းစူးစမ်းရမှာလည်းဖြစ်ပါတယ်။လက်ကျနေတဲ့ကူရာမာယိုကိုတွေ့ရခါမှာတော့မြူခွေးယူကိုင်းကယူကီဂျီဆိုရဲ့မိန်းကလေးနဲ့လက်မထားလိုက်ရတဲ့ပုံပဲဆိုပြီးပြောလိုက်ပါတယ်။ယူကီဂျီကတိတ်သွားခဲ့ပြီးတော့အရာအားလုံးကလည်းအဆုံးသတ်သွားခဲ့ရကြောင်းနဖျားဟောင်းကလည်းပြန်လဲပြောပြနေပါတယ်။အဲ့ဒီနေ့ကဖြစ်ပျက်တဲ့အားလုံးကိုလည်းနဖျားဟောင်းကလည်းသူ့ရဲ့မှတ်ဉာဏ်နေနဲ့လည်းပြန်လဲပြသလိုက်ပါတယ်။သူ့မို့အဲ့တဲ့ယူကီဂျီနှစ်ယောက်ရှိနေကြတဲ့နေရာပြသထားတာဖြစ်ပြီးတော့ယူကီဂျီကလည်းယောဂတစ်ခုလည်းအပြင်းထန်ခံစားနေရပါတယ်။သူ့မို့အဲ့ကကူအာမာရဲ့တောင်ရောက်လာခဲ့ပြီးတော့သူ့မို့အဲ့ကလူသားတစ်ယောက်ဖြစ်ရှင်ကြောင်းနဲ့ချစ်ရတဲ့မိန်းကလေးနဲ့သူနေချင်းကြောင်းလည်းလာပြောပြတာဖြစ်ပါတယ်။လူသားဖြစ်နိုင်ဖို့ဆိုရင်သူ့မို့အဲ့ကသူ့ရဲ့ခန္ဓာကိုယ်တော့ပေးဆက်နိုင်တယ်ဆိုတာသိလိုက်ရပြီးတော့လာပြင်းနေရောက်မယ်ဆိုရင်လူသားနေနဲ့ပြောင်းလဲပေးမဲ့ကြောင်းနဖျားဟောင်းကလည်းပြောပြပါတယ်။ယူကီဂျီနဲ့ဘွားကိုလက်ထပ်ဖြတ်တန်းရပြီးတော့ဂတိမတီဘူးဆိုရင်ချိန်စာအမှတ်သားဝါပြုတ်သွားမဲ့အကြောင်းပြောရင်းနဲ့လည်းအနန်းစာကြိုလည်းချုပ်ဆိုသားခဲ့ပါတယ်။သူ့မို့အဲ့တော့သူတန်ဖိုးထားတဲ့နနာမီပေးသွားခဲ့တဲ့စက်တုံးလေးကိုပေးမဲ့အကြောင်းနနာမီပြန်လာဖို့အတွက်လည်းတေချာပေါက်စောင့်နေမှာဖြစ်တဲ့အကြောင်းကပြောနေခဲ့ပါတယ်နနာမီကလည်းတိတ်ကသူ့မို့အဲ့လုတ်ခဲ့တဲ့လုတ်ရက်တွေကြောင့်မျက်ရည်ကျလာခဲ့နေသူ့မကိုစောင့်နေခဲ့သူ့မို့အဲ့အနာဂတ်ကိုလည်းတိလိုက်ရပါတယ်ကူအာမာယိုစီယာဆက်တော့နနာမီကပြန်တောင်းပေမဲ့ပေးလို့မရဘဲနဲ့နနာမီကတဲဆောင်သွားမယ်ဆိုရင်အနာဂတ်မှာတော့သူ့မို့အဲ့ဖြစ်တည်မှုကပျောက်ကွယ်သွားမှာလည်းဖြစ်ပါတယ်။ရင်ခေတ်ကိုပြန်သွားပြီးတော့ဆက်တော့ပြန်ချားမဲ့အကြောင်းနဲ့ယူကီဂျီကသူ့မို့အဲ့ရှိမှလည်းတည်သွားခဲ့တဲ့အတွက်ဂတိဟာလည်းပြက်ပြက်သွားခဲ့ပါတယ်။ဂတိမတည်ရဲ့လူတွေကြောင့်တင်ရတန်ကျကူအာမာယိုကသူ့မို့အဲ့ပါပြန်လဲပေးဆက်မှာဖြစ်ပြီးတော့ကူအာမာယိုကလည်းတစုံတဦးနဲ့ကန်တရားချင်းဆက်နွယ်ချင်းကဲတာမို့စာချုပ်ချုပ်ဆိုခဲ့ရလည်းဖြစ်ပါတယ်။
နှစ်900တောင်မှသူမို့အဲ့စောင်းနေကြတယ်ဆိုတာတီးလိုက်ရတာမို့နောက်ထပ်100တောင်မှပေးမစောင်းနိုင်တော့ကြောင့်အာတင်းရင်နဲ့နနာမီကလည်းရင်ကိမီကာခဲဖះเจ้าကိုလည်းပြန်လည်ရောက်ရှိလာခဲ့ပါတယ်မီကာခဲရှိနေသေးတဲ့အချိန်ကာလတစ်ခုဖြစ်ပြီးတော့မီကာခဲကအခုကြုံနေရတဲ့ကိစ္စတွေကိုလည်းတစမ်းမှလည်းသိမနေခဲ့ပါဘူးမီကာခဲဖះเจ้าကသူမရဲ့လက်ထက်မှာတော့အရန်လှပနေခဲ့ပြီးတော့မီကာခဲကသူ့မို့အဲ့ယောဂကဲတင်ပေးနိုင်မလားမင်းကလေးဆိုပြီးမေးလိုက်ပါတယ်တစ်ဖက်မှာတော့မီဆူကီကသူ့မို့အဲ့ကိုမီကာခဲကစိတ်မပူလို့ထင်နေခဲ့ပြီးတော့နှင်းနဲ့ဆက်ကြထွက်သွားခဲ့တာမို့လည်းပြက်နာချနေခဲ့ပါတယ်တကယ်တမ်းမှာတော့ကလေးတယောက်လိုမီကာခဲကစိတ်ပူပေးနေကြရတာဖြစ်ပြီးတော့သူ့မို့အဲ့စီမှာဆောင်းဝဲလို့မရတဲ့အကျွေးကလည်းရှိနေခဲ့ပါတယ်နနာမီကလက်ချင်းချိန်ကိုပြန်လည်ရောက်လာခဲ့ပြီးတော့ကျင်းစာကိုဖြေလို့ရမယ့်နီလန်းကိုလည်းသိရှိလာခဲ့ပါတယ်မှောက်ချင်းမုံတွေကအသိတွေကိုနည်းနည်းပြန်မှတ်မိလာခဲ့သူ့မို့အဲ့ကနနာမီရဲ့တန်လားယူကီဂျီရဲ့တန်လားဆိုပြီးတော့လည်းတွေးထားဖြစ်နေခဲ့ပါတယ်မော်ကျင်းမုံတဲ့ကိုမီကာခဲကပြန်ဝင်လာခဲ့ပြီးတော့အမောင်သူ့ထဲမှာမနေဘဲနဲ့လင်းနေတဲ့နေရာကိုတွားရအောင်နဲ့နနာမီကအစွမ်းကိုကြိုးစားနေကြောင်းနဲ့တဆင့်လည်းပြန်ပြီးတော့တီးလိုက်ရပါတယ်နနာမီကအရင်ခေတ်ကိုပြန်သွားပြီးတော့စာချုပ်တက်တွေကိုတွားချအောင်မှာဖြစ်ပြီးတော့ကျင်းစာကလည်းပြက်သွားမှာဖြစ်ပါတယ်ယူကီဂျီကလည်းအထီးကျန်တေဆုံးသွားခဲ့ရပြီးတော့အိမ်တော်ထဲမှာမတေဆုံးခင်တော့ကလေးတစ်ယောက်ထားခဲ့ပါတယ်အဲ့ဒီကလေးကမိမရှိပါမရှိဘဲနဲ့လေလွင့်ပြီးတေဆုံးသွားမှာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီကလေးမစီကနေပြီးတော့လှပတဲ့မျိုးဆက်တွေအများကြီးဖြစ်လာခဲ့ပြီးတော့နောက်ဆုံးမှာတော့နနာမီရဲ့မျိုးဆက်စီကိုလည်းရောက်လာခဲ့တာဖြစ်ပါတယ်နနာမီကယူကီချီရဲ့မျိုးဆက်ဆိုတာတီးလိုက်ရပြီးတော့သူ့အဲ့လိုပဲနှစ်ပေါင်းများစွာလက်ဆင့်ကန်ရှင်းလာခဲ့ရတာမို့လူသားတွေကမပြောညံ့ကြောင်းမှာရှင်းပြနေခဲ့ပါတယ်မောင်သူထဲမှာရေမဆိုင်ချင်းတဲ့သူ့မို့ ASC ကိုအခုချိန်မှာပေးလာခဲ့တဲ့73လေးနဲ့တူတူဒိုသမီးဖြစ်လာတော့မယ်နနာမီကလည်းပြေးကုန်ကလည်းဝင်လာခဲ့ပါတယ်မတူညီရဲ့သွေးစုံချင်းတစ်ခုနောက်ထပ်နှစ်ပေါင်း900ကြာမှပျောက်ဆုံးနေကြတဲ့မှတ်ညံနေကြပါဒုတိယအကြိမ်ဘွားအဖြစ်ပြန်လည်ရှိခဲ့ကြတဲ့သူမို့အဲနဲ့နနာမီတို့ဟာလည်းအရာအားလုံးကိုလည်းမှတ်မိသွားခဲ့ကြပါ၏သူမို့အဲကျင်းစာတွေဟာလည်းဆုံးသက်မှာတော့ပျောက်ကွယ်သွားခဲ့ရပြီးတော့သူမို့အဲကသူ့ကိုချစ်ခဲ့တဲ့မိန်းကလေးကယူကီချီမုတ်ဝယ်နဲ့နနာမီလေးဆိုတာတိလိုက်ရရင်းနဲ့အနန္တပွင့်ဟာလည်းနှခမ်းနှစုံကိုလည်းဆိုးဆက်သွားစေခဲ့ပါ၏အားလုံးပြီးဆုံးသွားပြီလို့နနာမီတို့ထင်နေခဲ့ပေမဲ့ဥက္ခာခဲကြားရတဲ့အတူတူနတ်ဖျားဥကုနိုကမီကာခဲဖျားเจ้าအောင်ရောက်လာခဲ့ပါ၏ကူယိုမာရဲ့ဆန္ဒကိုဖြစ်စည်းဝတ်လာခဲ့တာဖြစ်ကြောင်းနဲ့သူ့မို့အဲလူသားဖြစ်ပြောင်းလဲပေးမယ်ဆိုတာကိုလည်းသိလိုက်ရပါ၏မီကာခဲကတော့သူ့မို့အဲလူသားဖြစ်ဖို့စောသေးတယ်လို့နနာမီကလည်းသူ့မို့အဲနဲ့ဘွားတိဆောက်ဖို့လိုအပ်သေးကြောင်းလည်းရှင်းပြနေခဲ့ပါ၏နနာမီလည်းလူသားဖြစ်ပြန်လဲပြောင်းလဲဖို့လိုတာကြောင့်နနာမီထထန်းကြောင်းပြီးတဲ့အထိအချိန်တစ်နှစ်လောက်ထိစောင့်ဆိုင်ပေးဖို့လည်းနနာမီကတောင်းဆိုလိုက်ပါ၏ဒီလိုနဲ့ပဲအချိန်တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့နဖျားအမတ်သားပြန်ပေးပြီးတော့မီကာခဲဖျားเจ้าကထွက်ကြရတော့မယ်နနာမီရဲ့နေ့ရက်ကိုလည်းရောက်လာခဲ့ပါတယ်မီဆူကီကတော့နနာမီရဲ့ဘွားခီရဲမှာမပါဝင်တော့တဲ့အတွက်ထိကျက်လွန်ပြီးတော့လည်းဝမ်းနဲ့နေခဲ့ရပါတယ်လူသားပြန်ဖြစ်တော့မဲ့သူမို့အဲစီကိုတော့ပြန်မတွေ့ရတော့မဲ့ကိုကြီးကန်းကလည်းလာလည်နေခဲ့ပါတယ်ကိုကြီးကန်းကကူအမတ်သားကိုပြန်ပါဖြစ်ပြီးတော့မီဆူကီကတော့မီကာခဲဖျားเจ้าမှာပဲအနွယ်တော်ဆက်လုပ်မှလည်းဖြစ်ပါတယ်လူသားတယောက်ဖြစ်လာတော့မဲ့သူ့ကိုအဲ့လို3ယောက်စလုံးကနနာမီလို့ခေါ်တဲ့မိန်းကလေးကြောင့်ကန်တရားတွေကလည်းဆက်နွယ်ပတ်သက်ခဲ့ရတာဖြစ်ပါတယ်ကိုတဲစုတို့မင်စာလေးတွေကိုတော့နနာမီကလူသားပြန်ဖြစ်သွားရင်မိနိုင်တော့မှမဟုတ်တာကြောင့်မမေးဖြစ်လိုက်ဖို့နဲ့တတိယပေးနေဖို့လည်းမှားနေခဲ့ရပါတယ်တန်ဖိုးထားတဲ့ຢာတွေအားလုံးကိုစွန့်လွတ်ကနနာမီရဲ့မှတ်ညံသေးလေးထဲမှာလည်းတင်စီရတော့မှလည်းဖြစ်ပါတယ်ယူ3ကောင်ကတော့နှုတ်ဆက်ပွဲအနေနဲ့ရက်ပြိုင်တောင်းနေခဲ့ကြပြီးတော့ဟန်နီမွန်အမြဲတော်မဲ့သူမို့အဲကတော့ကြွားဝါနေခဲ့ပါတယ်နောက်တော့တငယ်ချင်းမင်းတို့လူသားဖြစ်သွားမယ်ဆိုရင်အလုပ်တွေကအတေကျိုးစားပါမှာပဲဆိုပြီးတော့ကူအမကလည်းမှားနေခဲ့ပါတယ်သူမို့အဲကိုအားကြပေမဲ့ရှုံးလုံးဝဖြစ်ခဲ့ရတဲ့မီဆူကီကတော့နနာမီကိုစောက်ကြောရတော့မဲ့သူမို့အဲကိုလည်းသဘောကျကြောင်းလည်းပြောလိုက်ပါတယ်တကောင်ကျွဲဖြစ်ခဲ့ရပေမဲ့မီကာခဲဖျားเจ้าနနာမီရဲ့ဘွားအတွက်အရေးပါတဲ့တစိမ့်တစ်ပိုင်းမိသားစုဖြစ်ခဲ့ရတာကြောင့်ကျေးဇူးတင်ကြောင်းမီကာခဲကိုလည်းနနာမီကပြောလိုက်ပါတယ်လူသားကဘာနဲ့ဝိညာဉ်ကဘာကြားနှစ်ခုဆက်ကြားမှာနောက်ဆုံးအချိန်နေရတော့မဲ့နနာမီကတထက်ပွဲရှိရာနေရအကွေးကောက်လမ်းကြောင်းတိုင်းလည်းတက်လာခဲ့ကြပါ၏ဒိုသမီးနဲ့ဒိုတာဖြစ်သွားခဲ့တဲ့နနာမီနဲ့သူ့ကိုအဲကိုအတွဲလေးရနောက်ဆုံးမှာတော့သူ့မို့အဲကအရင်ကတိတုံးကနေနှစ်ပေါင်း900ကြာမှလည်းနနာမီလေးကိုတပံလဲအပြည့်အဝပိုင်ဆိုင်ခဲ့ရပါတယ်နှစ်ယောက်ကြားတဲ့ကလေးနဲ့တဲ့တန်ရောစင်းတွေကြောင့်မြိတ်တွေကြားလာခဲ့ရင်းနဲ့လက်ထပ်ပွဲစီမှာတော့ဒီနဖီယာတို့ရဲ့လင်မယားအပြင်ကူအာမာတောင်ကမျိုးနွယ်တွေကူအာမာရဲ့ကိုမကူမီတမီလေးဟိမဲကိုတို့အတွက်အားလုံးရဲ့မျက်နှာမှာလည်းအပြုံးပန်းနေရပွင့်လန်းနေခဲ့ပါ၏ဒီချိန်လေးကနနာမီရဲ့ပွားမှာပျော်အားသုံးချိန်မို့အမြဲတမ်းရက်သက်ရှင်လာအောင်ဝမ်းတာမျက်ရည်ကြားနေခဲ့တာမို့ထားဝပျော်အောင်ထားမဲ့အကြောင်းသူ့ကိုအဲကလည်းနနာမီကိုကတိပေးလိုက်ပါ၏ကတိတွေရဆိုတဲ့နှစ်ယောက်ကလေတီဆောက်ကြမှာဖြစ်ပြီးတော့နဖျားမလေးနနာမီရဲ့ဘွားကနေတာမန်မိန်းကလေးဖြစ်သွားခဲ့လို့သူ့မို့အဲကလည်းမြေခွေးနှွေးတွေမရှိရတဲ့တာမန်လူသားကြီးလည်းဖြစ်သွားခဲ့ပါ၏ဘွားတစ်ခုမှသွေးဆုံခဲ့ကြရဲဆိုတာဒီတိုင်းသွေးဆုံရတာမျိုးမဟုတ်ပဲနဲ့နှစ်ယောက်ကြားတဲ့ကဲကြမကျိုးလေးတွေကြောင့်ချိတ်ဆက်နေခဲ့ကြတာဖြစ်တာမို့နှစ်ပေါင်း900ကြာအချစ်ကလေးလေးတစ်ခုကလည်းတီစေသွားခဲ့ပါ၏